哪里也上嘛有喇叭大呀，南农业嘛，高圆圆呀，都嘛土来搬土来呀的用眼毛比较继续那个吧，情嘛。မျိုးသမီးတူဆေးဆူကလည်းရောက်လာပြီးတော့ရင်းရင်းပန်းဆိုးလိုက်ရလေးတိတ်ကိုလှပကြောင်နေတော့ဝါးထိုင်ပြီးချီကျူးပြောပြနေခဲ့ပါတယ်။အဲ့အချိန်မှာပဲရုတ်တရက်ကောက်ရင်ကချောင်းစုတန်ကြီးထွက်ခဲ့ပါတယ်။တူဆေးဆူကလည်းရင်းရင်းဖျားနေအောင်ရိမ့်မိသွားခဲ့ရကြောင်းဒီညပွဲတော်ရှိကြောင်းလည်းသတိပေးခဲ့ပါတယ်။ရင်းရင်းကသူမစီးတောက်ထားလို့တက်တာကြောင်းကိုပြန်လဲပြီးတော့ပြောဆိုနေခဲ့လိုက်ပါတယ်။ဒီနေ့ညမှာပေါ်ထွက်လာမဲ့ကျဲနဲ့ကျဲတကုံတွေကလူတွေရဲ့ဆူတောင်းတွေကိုပြည့်စင်နိုင်မယ်ဆိုပြီးတော့လဲဝေဝင်ကယုံကြည်နေခဲ့ပါတယ်။သူမဟာဒီညကျင်းပမဲ့ပွဲတော်ကြီးကိုလုံးဝလက်လွတ်ခံမှာမဟုတ်တဲ့အကြောင်းလဲပြောဆိုနေခဲ့ပါတယ်။နောက်ရောက်တဲ့အခါမှာဘရင်အေဂျင်ယူဘရင်မကော့ကင်ဝင်နဲ့မင်းသားအေယူကူမီတို့ကလည်းရောက်ရှိလာခဲ့ပါတယ်။မင်းသားအေယူကိုရဆိုလို့ရှိရင်တော့ကော့ဝင်မြင်ချင်းမဲ့ချစ်မြတ်နှွတ်သွားခဲ့ရကြောင်းဝင်းကိုပဲသွားပြီးရေးလုပ်ပေးနေခဲ့ပါတယ်။အဲ့ချိန်မှာရှူကီကက်စုကလည်းနာလုံးဝင်သူမှုဝင်နဲ့ဝင်းကိုစိုက်ကြည့်နေခဲ့လိုက်ပါတယ်။လှပိုင်ရောက်ကောင်းကင်ရမှာရှူကီကက်စုကကြည်နူးနေရဲ့မင်းသားနဲ့ဝင်းတို့ကိုကြည့်ပြီးတော့နာလုံးဝင်သူစိတ်တွေကတဖြည်းဖြည်းလေးကြီးထွားနေခဲ့ပါတယ်လူတိုင်းရဲ့ပါဇက်ဖျားမှာလည်းဝင်းနဲ့မင်းသားကရေပန်းစားနေခဲ့ရကြောင်းအားလုံးကလည်းဝင်းကမင်းသားရဲ့မိဖုရားလေးဖြစ်လာနိုင်တယ်လို့လည်းပြောဆိုနေခဲ့လိုက်ပါတယ်ဝင်းကတော့သူမရဲ့နူးညံ့တဲ့ခနာကိုကြောင့်တယောက်တည်းရှောင်ထွက်နေခဲ့ပါတယ်ရှူကတော့အဲ့ဒါကိုခွင်ကောင်းယူသူကကြံစီတစ်ခုကိုစတင်ပြီးတော့ကြံစီနေခဲ့လိုက်ပါတယ်ရှူကဆိုလို့ရှိရင်တော့သူမဝင်းကိုမတန်မမုန်းနေတဲ့သူဖြစ်ပါအဲ့လိုမုန်းနေရတဲ့အကြောင်းရင်းလာတဲ့ဝင်းကလူချစ်လူငယ်များပြီးသူမဟာကြွက်နေအောင်အနိုင်ခံရတဲ့လူဖြစ်နေရကြောင်းပဲဖြစ်ပါတယ်ဒီရရအလုံးကိုစောင့်ကြည့်နေတဲ့သူတို့ကလည်းရှိနေခဲ့ပါတယ်လှပရဲ့ကောင်းကင်ကနေကျဲတကုံနေရာစတင်ကျွေလာပြီးဖြစ်တာကြောင့်ဝင်းကလည်းအရန်ကိုပျော်ရွှင်နေခဲ့ပါတယ်အဲ့အချိန်မှာပဲကီကက်စုကဆိုလို့ရှိရင်တော့ဝင်းကိုကြောက်ကမ်းမနေပြီးတော့တွန်းချလိုက်ခဲ့ပါတယ်သူမဟာတားမြင့်မှန်တဲ့တစ်ခုကိုလည်းရွတ်ဆိုလိုက်တာကြောင့်နန်းတော်ကြီးကလည်းမီးမြိုက်သွားခဲ့ပါတယ်ဝင်းကတော့အောက်ကိုကျသွားခဲ့ပါတယ်အဲ့အချိန်မှာချက်ချင်းပဲမိုးရီရွာသွားခဲ့ပြီးတော့ဝိညာဉ်နှစ်ခုဟာလည်းအလဲပြောင်းလုပ်ခဲ့ပါတယ်ဝင်းကလည်းတတိယလာခဲ့ပြီးတော့သူမကမြောက်ချင်းငယ်ထဲမှာရောက်နေအောင်သတိထားမိလိုက်ပါတယ်။နောက်တစ်ခုကသူမကခနာကိုကအရင်ကဝင်းရဲ့ခနာကိုမဟုတ်တော့ဘဲနဲ့ရှူရဲ့ခနာကိုလည်းရောက်နေရဲဆိုတာကိုလည်းသိလိုက်ရပါတယ်။အဲ့ဒါကြောင့်ပဲသူမဟာဝင်းကိုတွန်းခဲ့တဲ့အပြစ်ဒဏ်နဲ့သူမရဲ့အသက်ကိုပေးခဲ့ရမှာပဲဖြစ်ပါရဲ့ရှင်။ဝင်းတယောက်ကတော့အဖြစ်ပြက်စီမြန်ဆန်လွန်းလာကြောင်းဘာမှနားမလည်နိုင်တော့ဘဲနဲ့သူဆက်စုလာခေါ်တာကြောင့်သူမသူဆက်စုအမှန်တိုင်းပြောဖို့လုပ်ခဲ့ပေမဲ့သူမဘာတစ်ခုမှပြောလို့မရခဲ့တဲ့အကြောင်းလဲချောင်းပိတ်နေခဲ့ပါတယ်သူဆက်စုကတော့သူမကတက်ပေးရတော့မှကြောင်းလို့သူမနာကျင်မှုရင်နဲ့မတည်ချင်ဘူးဆိုလို့ရှိရင်သူမအတွက်အေးဆေးတည်လို့ရမယ်နည်းရှိရဲဆိုပြီးတော့တည်ကြီးလုံးလည်းပေးလိုက်ပါရှင်ပြီးတော့သူဆက်စုကလည်းနင်းလို့ဆက်စုရမိန်းမငါ့ကိုသူဆက်စုလို့တင်းတင်းမခေါ်နဲ့ဆိုပြီးတော့ပြောခဲ့လိုက်ပါတယ်ပြီးတော့ငါမင်းကိုဘယ်တော့မှခွင့်လို့မှာမဟုတ်ဘူးငါတို့ရဲ့မြင့်မြတ်စွာတမိုးထားခဲ့ရတဲ့ဝင်းကိုမင်းကတင်နေစီအောင်လုပ်ခဲ့ရပဲဆိုပြီးတော့လည်းပြောခဲ့လိုက်ပါတယ်ဝင်းရဲ့ကောင်းကြောင်းတွေကိုပြန်ပြောရင်းခုဆိုရင်ဝင်းကအဲ့ရရဲ့ကိုလဲနေခဲ့ပြီဖြစ်ကြောင်းလည်းဝမ်းနဲ့စွာနဲ့ပြောပြနေခဲ့ပါတယ်အဲ့အကြောင်းရှူမင်းကဒီနေ့ကစပြီးတော့တည်ရမယ့်လူပဲမင်းဘယ်တော့မှလူပြန်ဖြစ်ဖို့လဲစိတ်ကူးမြင်နေရောဆိုပြီးတော့လဲဒေါ်လာတကြီးပြောခဲ့လိုက်ပါတယ်သူစိတ်ဆူရဲ့စိတ်တူနေတဲ့ပုံစံကိုပထမဆုံးမြင်လိုက်ရတဲ့ဝင်းကဆိုလို့ရှိရင်တော့တအားကိုကြောက်သွားခဲ့ပြီးတော့သူစိတ်ဆူကလည်းငါ့ကိုတခုပြောစရာရှိလို့လားဆိုပြီးတော့ပြောနေခဲ့လိုက်ပါတယ်။သူမကဝင်းကငါတို့ရဲ့မြင်တနုံးတန်မှုထားခဲ့ရတဲ့နတ်သမီးလေးပဲ။မင်းကငါတို့နတ်သမီးလေးကိုတီချောင်းချန်ခဲ့ရလုပ်ခဲ့ရတဲ့အကြောင်းမင်းကိုမင်းသားကလည်းလုံးဝခွင့်လို့မှမဟုတ်တဲ့အကြောင်းလည်းပြောနေခဲ့လိုက်ပါတယ်။အဲ့အချိန်မှာသူစိတ်ဆူကလည်းတအားကိုဒေါ်လာထွက်နေခဲ့ရတဲ့အကြောင်းဝင်းကလည်းဘာမှပြန်မပြောနိုင်လောက်အောင်ပဲကြောက်ရွံ့နေခဲ့လိုက်ပါတယ်။ဒါပေမဲ့မင်းကိုခွင့်ရေးတစ်ခုကိုပေးနိုင်တယ်အဲ့ဒါကတော့မင်းကသိမလားဒါမှမဟုတ်ကိုတီချောင်းကြံမလားဒါမှမဟုတ်နတ်ဆိုးစီရင်ကန်းကိုပဲတွားမလားဆိုပြီးတော့လေဒေါ်ရတကြီးနဲ့မင်းမြန်းနေခဲ့ပါတယ်နတ်ဆိုးစီရင်ကန်းဆိုတာကတော့လှောင်အိမ်ထဲမှာဗိုက်စာနေရဲ့ကြားကြီးနဲ့
ထိတ်တိုက်တွေ့ခိုင်းမှာပဲဖြစ်ပါတယ်အကယ်၍ကြားစားခဲ့ဆိုလို့ရှိရင်တော့အဲ့လူကအပြစ်ရှိပြီးတော့ကြားမစားဘဲနဲ့ကြည်ပြပြနဲ့အောက်အီးတီးခံနေရဆိုလို့ရှိရင်တော့အဲ့လူကအပြစ်ကင်းကြောင်းတက်တည်ပြခိုင်းတာဖြစ်ပါတယ်မင်းတို့ငါတို့ကအဲ့နီးနဲ့ပဲမှန်တရားကိုဖော်ထုတ်သွားတော့မှဆိုပြီးတော့လေစီယုံတလုံးကိုပေးခဲ့လိုက်ပါတယ်ဒီစီလုံးကမင်းတို့တက်တာစီမယ်မင်းလည်းမင်းသာအိတ်ကြားရင်လည်းမင်းဆိုင်နိုင်လို့ရှိရင်ဒီစီလုံးကိုတောက်ပြီးတက်တင်လို့ရတယ်ဆိုပြီးပြောပြီးတော့စီမီကွက်လေးကိုချရင်လည်းထွက်သွားခဲ့လိုက်ပါတယ်ဝီရီကတော့စီလုံးလေးကိုကြည့်ပြီးတော့ကြောင်နေတဲ့အချိန်မှာပဲထူးဆန်းတာတခုသူကရိမ့်မိလိုက်ပါတယ်အဲ့ဒါကတော့သူရှိရဖျောင်းနိုင်ကမီးတောက်ကြီးအဖြစ်ပြောင်းလဲသွားပြီးတော့အတန်တန်ကလည်းထွက်ပေါ်လာခဲ့ပါတယ်အဲ့အတန်ကတော့ဟာ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 တွေ့ပြီမင်းကတော့ခုတော့ဘယ်တက်နိုင်အောင်လဲမင်းနဲ့ငါနေရလွဲသွားပြီဖြစ်တာကြောင့်မင်းကဘယ်ရောမှရီရင်းဆွေနေရကိုပြန်ရတော့မှမဟုတ်ဘူးမင်းငါရဲ့ဒီညစ်ပတ်နေရဲ့ရှူကေကဲဆွဆွဲအမိခုံပုံးနဲ့ညစ်ပတ်နေတဲ့ခနာကိုရဲ့မှာပဲအွန်လိုင်းအောင်ခေါ်အောင်နေလိုက်တော့ဆိုရင်စကားတိုင်ရလဲထွက်ပေါ်လာခဲ့ပါတယ်ဒါငါတို့မိမျိုးနွယ်သုံးနိုင်နဲ့ခနာကိုလဲချင်းဆိုရဲတားမြင့်မော်ဖြစ်တယ်အဲ့ဒါကြောင့်မင်းကဘယ်တော့မှမင်းခနာကိုတွေကိုပြန်ဝင်လို့ရမှာမဟုတ်ရှင့်ရဲ့နီးကိုလည်းငါတယောက်ပဲတည်ရမလို့ကျန်တဲ့လူတွေကမင်းကိုဘလို့မှကူညီနိုင်မှာမဟုတ်ဘူးပြီးတော့ငါမန်နယ်တစ်ခုသုံးထားရဲအဲ့ဒါကတော့မင်းကငါနဲ့ခနာကိုလဲနေကြအောင်ပြောလို့ရှိရင်မင်းရဲ့အတန်ကလုံးဝထွက်လို့ရတော့မှာမဟုတ်ဘူးဆိုရဲအကြောင်းလည်းရှင်းပြခဲ့လိုက်ပါတယ်မင်းကတော့လူပုံလေးမှာမြဲအလောင်ခံကြွမလို့ပြောခံလိုက်တော့ငါကတော့မင်းရဲ့ခနာကိုယ်ရဲ့မှာပျော်ပျော်ရင်းနဲ့မင်းသားနဲ့ကြည်နူးလိုက်မယ်ဆိုပြီးတော့ရည်တန်လေးရထွက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းရုတ်တရက်ခနာကိုကနာကျင်လာခဲ့ရကြောင်းရှူကလည်းဘယ်လိုလုပ်နေရမှန်းမသိဘူး။သူကအားနဲ့ခနာကိုယ်ရဲ့ကိုရောက်သွားပြီဖြစ်တာကြောင့်လည်းသိရှိလိုက်ရပြီမယ်။သူမမင်းပျော်ရွှင်မှုတွေကိုဖျက်ဆီးလိုက်ရတယ်နဲ့ကျင်းတဲ့ဆိုပြီးတော့လည်းပြောနေကြလိုက်ပါတယ်။ဝီဝင်ကတော့မင်းမတက်တာလို့ဆိုရင်အများဆုံးနားတင်တယ်ဆိုပြီးတော့လည်းကြံလေးပြီးခဲ့နေလိုက်ပါတယ်။ဒါပေမဲ့ရှူကလည်းခေါင်းမမာနဲ့ငါအဲ့လိုလူမဟုတ်ကြောင်းမင်းလိုမပြောညံ့ကြအောင်လဲဒေါရတကြီးနဲ့ပြောနေခဲ့လိုက်ပါတယ်။ရှုခနာကိုယ်ထဲမှာရောက်နေတဲ့ဝီဝင်ကတော့ကီကဆူကျင်းနဲ့တအားကြီးစိတ်မောနေကြအောင်လဲတွေ့မြင်ခဲ့လိုက်ရပါတယ်။ဝီခနာကိုယ်ထဲမှာရှိနေတဲ့ရှူကလည်းသူမဘာမှမဖြစ်တယ်လို့ဟန်ဆောင်ထားပေမဲ့တအားအောင်နာကျင်လာတာကြောင့်သူမအောင်အိုဟစ်နေခဲ့လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဝီကမကြည့်ရနိုင်မဲနဲ့မင်းကိုယ့်ဘာသာကိုစေကန်းနေတဲ့နီးလန်းတွေကိုကြည့်ရတာကောင်းမယ်ဘာလို့ဆိုရင်မင်းကိုကြည့်ရအားမရှိရဲ့ပုံမဲဆိုပြီးတော့လည်းပြောဆိုထားခဲ့လိုက်ပါတယ်ရှူကလည်းငါတက်တာကြောင့်မင်းလိုငပြောမှမဟုတ်ကြောင်းဒေါရတကြီးပြန်အော်ဟစ်ခဲ့လိုက်ပြီးမင်းဒီခနာကိုယ်ထဲမှာပဲတရားပိတ်မိနေရတော့ဆိုပြီးဖျောင်းနိုင်လေးကိုမှုတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဝီဝင်တယောက်ဟာအဖြစ်ပြက်ဒီမျက်စံလွန်းတာကြောင့်ဘာမှလိုက်မမိနိုင်တော့ဘဲနဲ့ဖျောင်းနိုင်လေးကိုတာလိစိုက်ကြည့်နေခဲ့ပါတယ်။သူမကကိစ္စတစ်ခုကိုလည်းစဉ်းစားမိလိုက်ပါတယ်။သူမဖျားမရှိတော့ဘူးဆိုတာလည်းသူမသိသွားခဲ့ပါ။နောက်ပြီးတော့သူမရဲ့လက်တွေကလည်းမနာတော့ဘူး။နှလုံးခုန်တော့ကလည်းပုံမှန်ပဲဆိုတာကိုသတိထားမိလိုက်ပါတယ်။သူမရဲ့ခန္ဓာကိုယ်အမျိုးမျိုးဆန်းသက်ပြီးတော့ဘလူတော်မှကေကဆူကတတ်မအဲ့မျိုးသမီးလဲဆိုပြီးအားကြနေပါရဲ့ငါအရင်တော့ကအိယာထဲမှာပဲလဲနေခဲ့ရအခုကတော့ပျော်စရာကြီးငါရဲ့ခနာကိုကလုံးဝကျမ်းမာသက်ဆွမ်းတဲ့ခနာကိုဖြစ်သွားပြီဒါကငါလိုချင်ဆုံးအိမ်မက်တစ်ခုပဲဆိုပြီးအံ့အားသင်ကပျော်ရွှင်နေခဲ့ပါတယ်သူမဟာပြေးလွှားခုံပေါက်ကြည့်ပေမဲ့လည်းလုံးဝမမောခဲ့ရစားကေကဆူရဲ့ခနာကိုလေးကိုအကြိုက်တွေ့နေခဲ့ပါတယ်သူမဟာကေကက်ဆွေခန္ဓာကိုယ်ထဲမှာပဲပျော်ပျော်ကြီးနေသွားတော့မယ်ဖြစ်ကြောင်းလည်းပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမြောင်းလေးကနေထွက်လာတဲ့ကြွက်ကလေးတွေကိုစကားလမ်းပြောနေခဲ့ပြီးတော့မင်းတို့ငါတခုပြောစရာရှိရဲ့။ငါအခုကစပြီးဝင်းမဟုတ်တော့ဘူး။ကျမတန်ဆွမ်းတဲ့ကေကက်ဆွေဖြစ်သွားပြီဆိုပြီးတော့လည်းပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူကကြွက်ကလေးတစ်ကောင်ပဲစိုက်ချနေခဲ့ပြီးတော့အဲ့ကြွက်ကလေးကတခုခုစားလိုက်တယ်ဆိုတာကိုသူကရိမ့်မိသွားခဲ့ပါတယ်။ဒါပေမဲ့လည်းသူကဘာစားမိလိုက်လဲဆိုတာကိုတိကျမသိလိုက်တာကြောင့်ပဲကြွက်ကလေးရင်းနဲ့စကားပြောရင်းနဲ့ပျော်ရွှင်နေခဲ့ပါတယ်။ဘရင်ရဲ့ကိုရံတော်ဖြစ်တဲ့ရှင်းသူကတော့ကြားတရားစီရင်ကမ်းမှာပါဝင်မှုအတွက်ဘရင်ကိုခါစားနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမင်းသားကရောက်ရှိလာခဲ့ပြီးတော့သူကမင်းနေခဲ့ပါတယ်။ရှမ်းဟူရဲ့သူကကြားတရားစီရင်ကမ်းနဲ့ထိုက်တန်ပါသလား။ဝင်းကိုထိခိုက်အောင်လုပ်ခဲ့ကြီးကဆိုတာဒီအမှုကိုကောင်းဆက်ခံနိုင်မှာမလားဆိုပြီးတော့ပြောနေခဲ့ပါတယ်။အားလုံးကလည်းမင်းသားကဘလို့စီမံမလဲဆိုတာကိုသိရှင်နေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲရှုခနာကိုယ်ထဲမှာရှိနေတဲ့ဝ
ဝင်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်အားလုံးကတော့သူ့ကိုမြောင်းနေရကြမှာမင်းသမီးကိုလောက်ကြံရဲဆိုပြီးတော့လည်းပြစ်တင်ပြောဆိုနေခဲ့ကြပါတယ်မင်းသားကတော့ဇက်ကလေးမှဝင်ကိုမကြည့်နေခဲ့ပါဘူးဝင်ကတော့သူ့မှန်တိုင်းပြောလိုက်ရမလားဆိုပြီးတွေးနေခဲ့ပါတယ်အဲ့ချိန်မှာပဲမင်းသားကသူ့မင်းကိုတခုမေးလာပါတယ်မင်းကြားတရားစီကံကိုစီစဉ်မလားဒါမှမဟုတ်လဲမင်းကိုခွင့်ရေးတခုမယ်အဲ့ဒါကတော့မင်းနှလုံးသားကိုလှန်နဲ့ထိုးပြီးတော့ချစ်ချင်းစီရင်ခံရမလားဆိုပြီးတော့ပြောခဲ့ပါတယ်ဝင်ကတော့သူမအဲ့လိုမလုပ်ခဲ့ကြအောင်ရှင်းပြဖို့လုပ်ပေးမဲ့တဲ့အတန်မထွက်နိုင်ခဲ့ကြအောင်အားလုံးကသူ့ကိုအတန်လေးကမထွက်နိုင်ဘူးလားဆိုပြီးတော့လဲလောင်ပြောင်နေခဲ့ကြပါတယ်မင်းသားကလည်းသူ့ကိုတအားကိုဒေါရထွက်သွားပြီးတော့ငါရဲ့မင်းသမီးလေးကိုအဲ့လိုလုပ်ရဲမင်းကတေးရမယ်ဆိုပြီးတော့လဲပြောနေခဲ့ပါတယ်ဝင်တယောက်ကတော့တူတူစဉ်းစားမိလိုက်ပါတယ်။သူကမင်းသားကိုလုံးဝတောင်းပန်လို့မရတော့ဘူးဆိုတာတည်းရောသူကကြားတရားစီရင်ခံကိုပဲကြီးကြီးဖြူဖြူနဲ့လက်ခံမှုအတွက်ဖြစ်လာခဲ့ပါတယ်။မင်းသားကလည်းချက်ချင်းပဲဝင်ကိုလောင်ရင်လည်းကိုထည့်ခိုင်းလိုက်ပါတယ်။ရှုခဏကိုရဲမှာရောက်နေတဲ့ဝင်ကတော့သူမရဲ့ကြောက်စိတ်တရားလုံးဝမရှိခဲ့ပါဘူး။ကြားကိုတည်ငြိမ်စွာပဲရင်ဆိုင်နေခဲ့ပါတယ်။ကြားကလည်းဝင်ကိုပတ်ပြီးတော့စူးစမ်းနေခဲ့ပါတယ်။ဒါပေမဲ့လုံးဝအန္တရာယ်မပြုခဲ့ပါဘူး။ရှမ်းဦးကဝင်ကိုကြည့်ပြီးတော့သူကမကြောက်ဘူးလားဆိုပြီးတော့မေးခဲ့လိုက်ပါတယ်။ဝင်ကတော့သူမကအရင်ရဲစားတည်စင်းတရားနဲ့ရင်ဆိုင်ခဲ့ရပြီဖြစ်တာကြောင့်လုံးဝမကြောက်တော့ဘူးဆိုပြီးလည်းပြောဆိုခဲ့လိုက်ပါတယ်။အဲ့ချိန်မှာမင်းသားကြောက်နှိုးဆွလိုက်စမ်းလို့ပြောတဲ့အတွက်ကြောင့်ရှမ်းဦးကလည်းမတတ်နိုင်မင်းနဲ့ကြောက်နှိုးဆွဖို့အတွက်ဖြစ်လာခဲ့ပါတယ်။မင်းသမီးကတော့ဘာမှမဖြစ်ပါဘူးနှိုးဆွလိုက်ပါဆိုပြီးပြောခဲ့ရကြောင်းမင်းသားကလည်းဒေါရတကြီးနဲ့မြန်နှိုးဆွလိုက်ဆိုပြီးပြောလိုက်တာကြောင့်ရှမ်းဦးကလည်းမင်းသားအောင်မလွန်ဆန်ရဲရကြောင်းတော်လေးပဲကြိုက်တွေ့သွားခဲ့ပါတယ်။ဒါပေမဲ့လည်းမင်းသားရဲ့ဒေါရကိုကြောက်တာကြောင့်မလို့ကြားကိုဓာတ်နဲ့အตาလေးရိုက်ခဲ့လိုက်တာကြားကလည်းလန့်ပြီးတော့ဝီစီကိုပြေးလာခဲ့ပါတယ်။ဝီကတော့မလုံနဲ့နော်ကြားလေးငါမင်းကောင်းမှုအတွက်ပြောတာပါဆိုရင်မရဘဲနဲ့ကြားဝီကိုဆွဲလိုက်ခဲ့ပါတယ်။ဒါပေမဲ့ကြားချစ်ချင်းပဲသတိလက်သွားခဲ့ပါတယ်။အဲ့ချိန်မှာရှမ်းဦးကချစ်ချင်းရောက်လာပြီးတော့မင်းကြောက်ဘာလုပ်လိုက်တာလဲဆိုပြီးဓာတ်ထောက်ပြီးတော့မင်းနေခဲ့ပါဝင်ကတော့တနာစရာကောင်းလိုက်တဲ့ကြားလေးရဲ့ငါမင်းကောင်းမှုတားနေခဲ့ရပါဆိုပြီးတော့ဖြစ်ချောင်းကုန်စီပြပြလိုက်ပါတယ်ဝင်ရဲ့ထောင်ထဲမှာကြွက်ကလေးတစ်ကောင်ကသူမရဲ့အစိတ်လုံးကိုစားမိလိုက်တာကြောင့်တည်သွားခဲ့ပါတယ်ဒါပေမဲ့သူမကကုသပေးကောင်းမွန်အောင်ရအောင်လို့မြင်းမြုပ်ပေးခြင်းခဲ့ရကြောင်းယူဆောင်လာခဲ့ပြီမဲ့ကြားဗိုက်စာရအောင်မထိန်နိုင်မဲနဲ့ကြွက်ကလေးကိုစားလိုက်မိရကြောင်းအခုလိုဖြစ်သွားစားအောင်ပြောခဲ့လိုက်ပါတယ်မင်းသားကလည်းတီးပြီးတော့โอเคအခုကစပြီးရှူကေကက်စုကအပြစ်ကင်းကြအောင်တက်တီပြနိုင်ခဲ့ပြီဆိုပြီးတော့ရှူကအပြစ်ကင်းကြအောင်လုပ်ပေးလိုက်တယ်ဒါပေမဲ့မင်းကိုဘယ်တော့မှငါရဲ့ဝီနေအောင်မယူစေရဘူးမင်းနန်းတွင်းထဲမှာပဲနေခွင့်ရမယ်ဒါပေမဲ့ရီဝင်လို့ဘယ်တော့မှမျက်နှာကောင်းနေရမှာမဟုတ်ဘူးဆိုပြီးတော့လေချိန်မောင်းပြီးတော့ပြောဆိုသွားခဲ့လိုက်ပါတယ်အဲ့ချိန်မှာပဲတခန်းပြီးသွားခဲ့လိုက်ပါတယ်ရှူကေကဆွေခနာကိုရဲမှာရှိနေဝင်ကတော့မင်းသားကိုအမှန်တရားကိုနောက်ဆုံးတစ်ချိန်ထုတ်ပြောဖို့လုပ်ခဲ့လိုက်ပြီမဲ့သူမရဲ့လေပင်ကချိန်စာကြောင့်ပြောခွင့်မရခဲ့ပါဘူးရှုမင်းသားကလည်းရှုဟာတခုပြောချင်နေဆိုတာကိုတီးသွားခဲ့ပေမဲ့ဘာပြောချင်မှန်းလည်းမသိပါမင်းသားရိမ့်မိလိုက်တာရှုကအရင်ကလိုမဟုတ်တော့ဘူးဆိုတာကိုပဲတီးလိုက်ပါတယ်အဲ့ချိန်မှာမင်းသားကလည်းပြန်သွားခဲ့ပြီးတော့ကေကဲစုခနာကိုထဲမှာရှိနေဝင်ကတော့ကြားလီကိုတနာဆောင်ပြောနေခဲ့လိုက်ပါတယ်အဲ့ချိန်မှာရှမ်းဦးကရောက်လာပြီးတော့မင်းကတခုခုတော့တခုခုပဲနော်တခုခုပြောချင်စရာရှိလားဆိုပြီးတော့ပြောနေခဲ့လိုက်ပါတယ်မရှိပါဘူးဒါပေမဲ့ကျမဘီလိန်မတတပဲနေသွားတော့မှဖြစ်ကြောင်းကျမလူစိုးခနာကိုထဲမှာရောက်နေတဲ့အတွက်ကြောင့်လူစိုးဖြစ်အောင်ပဲလုပ်တော့မယ်ဆိုပြီးတော့ပြောတာကြောင့်ရှမ်းဦးကလည်းစဉ်းစားသွားခဲ့ရပါတယ်အဲ့ချိန်မှာရီဆိုတဲ့ကောင်မလေးတယောက်ကရောက်လာပြီးတော့ရီကိုလာခေါ်လိုက်ပါတယ်အဲ့ချိန်မှာပဲအပိုင်းတစ်လေးကပြီးဆုံးသွားခဲ့ပါရဲ့ရှင်ဒီအနီမီလေးရဆိုရင်တော့မကြခင်မှာပဲအပိုင်းချင်းထွက်တော့မှာဖြစ်တဲ့အတွက်ကျမတင်ဆက်ပေးရအောင်ကြိုက်တဲ့လူတွေအတွက်ကတော့ like and subscribe လေးလုပ်ပေးနိုင်ပါတယ်ရှင်ကျမအခုမှ recap ကိုစလောက်တာမလို့အမားလေးတွေပါနိုင်တာကြောင့်အားလုံးကိုတောင်းပန်ပါတယ်ရှင်ပြီးတော့ဇလန်းထဲမှာချင်းသိပ်ကိုကြားလို့လည်းပြောခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ရှင်ဒီ top I am an inner feeling ဆိုတဲ့စကားလေးကတကယ်ကိုကြည့်လို့ကောင်းတဲ့ကားလေးဖြစ်တဲ့အတွက်အပိုင်းနှစ်ကိုလည်းမကြခင်မှာပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲစောင့်မျှော်ပေးကြပါအောင်เนาะဒီမင်းသမီးနှစ်ယောက်ရဲ့ခဏကိုလွဲသွားတဲ့အကြောင်းကြီးကတအားကိုစိတ်ဝင်စားဖို့ကောင်းတာကြောင့်အဆုံးထိကျမတင်ပြီးမှာပဲဖြစ်ပါတယ်ရှင်ဒီကြားထဲမှာအဆင်မပြေတာလေးရှိလို့ရှိရင်လည်းတောင်းပန်ပါရနော်အားလုံးပဲတတာ